Transfer Market ရဲ့2025က26ဘောလုံးရာသီဈေးကွက်တန်ဖိုးအတိတ်အပြီးမှာရာသီတစ်လျှောက်တန်ဖိုးအမြင့်ဆုံးတိုးတက်လာတဲ့ကစားသမားစာရင်းထွက်ပေါ်လာခဲ့ပါတယ်။ထိပ်ဆုံးမှာတော့ Leipzig အသင်းရဲ့လူငယ်ကျယ်ပွင့်ရန်ဒီယိုမန်ဒီရပ်တည်နေပါတယ်။အသက်19နှစ်အရွယ်ဒီယိုမန်ဒီဟာ2025က26ရာသီအတွင်း Leipzig အသင်းအတွက်36ပွဲကစားပြီးသွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း23ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။စပိန်ကလပ်လီဂါနက်စ်မှ Leipzig သို့ပြောင်းရွှေ့လာချိန်မှာသူ့ရဲ့ဈေးကွက်တန်ဖိုးဟာယူရို1.5သန်းသာရှိခဲ့ပေမဲ့ယခုအချိန်မှာတော့ယူရို90တန်းထိမြင့်တက်လာခဲ့ပြီးစုစုပေါင်းယူရို88.5တန်းတိုးတက်ခဲ့တာဖြစ်ပါတယ်။ဒုတိယနေရာမှာတော့ဘဲရစ်စိန့်ဂျာမိန်အသင်းမှဗီတင်ညာနဲ့ဂျိုအိုနီဘက်စ်တို့ရပ်တည်နေပြီးနှစ်ဦးစလုံးဟာယူရို60တန်းစီတန်ဖိုးတိုးလာကလက်ရှိယူရို140တန်းတန်ကြေးရရှိထားကြပါတယ်။ကမ္ဘာဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းမှာတော့လာမင်းယာမယ်ယူရို200တန်းအာလင်းဟာလန်ယူရို200တန်းကီလီယန်အမ်ဘာဘေယူရို180တန်းရိုးကဆက်လက်ဦးဆောင်နေကြပါတယ်။အသင်းတန်ဖိုးအမြင့်ဆုံးစာရင်းမှာတော့ဘဲရစ်စိန့်ဂျာမိန်အသင်းဟာစုစုပေါင်းယူရို1.39ဘီလီယံနဲ့ကမ္ဘာတန်ဖိုးအမြင့်ဆုံးအသင်းအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။2025က26ရာသီအတွင်းဈေးကွက်တန်ဖိုးအမြင့်ဆုံးတိုးတက်ခဲ့တဲ့ကစားသမားကတော့ရန်ဒီယိုမန်ဒီဖြစ်ပြီးယူရို88.5တန်းထိတန်ဖိုးမြင့်တက်ခဲ့တာဖြစ်ပါတယ်။